အားလုံးပဲမင်္ဂလာပါ Football Village မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Conference Champion တို့စီပြောင်းရွှေ့ခဲ့တဲ့ ASIC တိုက်စစ်မှုလီယန်ဒီလက် ASIC အသင်းရဲ့တိုက်စစ်မှုလီယန်ဒီလက်ကိုညီမလေးမိချယ်တို့ကခေါ်ယူလိုက်ပြီဖြစ်ပါတယ်ဒါအပြင်ဒီလက်ကိုအဆင့်15ကနာဂီဆိုင်ကျဲတို့ကလည်းခေါ်ယူဖို့စိတ်ဝင်စားခဲ့ပါတယ်ရဲ6ပေတလမှာအမြင့်ရှိတဲ့အသက်22နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှုဒီလက်ဟာရှေနန်နိုဘူးတို့ရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်ပြီးပြီးခဲ့တဲ့ရာသီတွင်ပြိုင်ပွဲဆုံး38ပွဲကစားခဲ့က12ဂိုးသွင်းယူခဲ့ပြီးဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်ထားခဲ့ပါတယ်ညီမလေးမိချယ်တို့ဟာဒီလက်နဲ့အစ်ဆွေတင်တို့ရဲ့စာချုပ်မှာပါရှိတဲ့အစ်ဆွေတို့တန်းစင်းရင်ပေါင်တန်း30နဲ့ထောက်ခွင့်ပြုရမယ်ဆိုတဲ့စာချုပ်ကချက်လက်ရအဲဒီဗမာနာနဲ့ပဲခေါ်ယူဖို့သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ပါတယ်မကြာခင်ကမှဟောင်ကောင်ဖိတ်ကော်ဖလာဝဲချန်ပီယံဖြစ်ခဲ့တဲ့နာဂီဆိုင်ရဲတို့ကျွဲစိန်ချန်ပီယံငှက်ကြားအေဘာရနဲ့တတော်အသင်းတို့ကလည်းစိတ်ဝင်စားနေပြီးအသင်းဟောင်းယူနန်နိုဘူးတို့ကလည်း buyback option နဲ့ခေါ်ယူခွင့်ရှိနေတာဖြစ်ပါတယ်ဒါအပြင်လီယန်ဒီလက်ကိုအင်္ဂလန်ပြင်ပကတခြားလိကအသင်းကြီးတွေကလည်းစိတ်ဝင်စားခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ညီမလေးမိရှယ်တို့ကပဲလီယန်ဒီလက်ကိုဆွဲသိမ်းခဲ့တာပဲဖြစ်ပါတယ်ဒါပြင်မန်ချက်စတာယူနိုက်တက်ကလည်းလီယန်ဒီလက်ကိုခေါ်ယူဖို့မန်ငယ်စိတ်ဝင်စားခဲ့တာဖြစ်ပြီးအဆွေသိန်းကလည်းကစားသမားကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတာချက်စီးတဲ့မန်ယူနဲ့အရင်ဆွေးနွေးခဲ့တာလို့လည်းသိရပါတယ်မန်ယူတို့နဲ့ပြောင်းရွှေ့တဲ့ချေချေလောင်ထွက်ခဲ့တဲ့ချိန်တွေတုန်းကဆိုဒီလက်ကချန်ပီယံလိဂ်အသင်းကိုပြောင်းရွှေ့ခြင်းတယ်လို့လည်းသတင်းတွေထွက်ခဲ့ပြီးအဲ့ဒီချိန်မှာမန်ယူအသင်းကလည်းလန်ဒန်စာကလေးအသင်းနဲ့ယူရိုပါလိဘိုလ်ပွဲကံမှုရှိနေပြီးပူဆွဲခဲ့ရင်တော့ယူရိုပါလိချန်ပီယံအနေနဲ့ချန်ပီယံလိကိုတိုက်ရိုက်ဝင်ကစားခွင့်ရှိနေသလိုတစ်ဖက်မှာလည်းညီမလေးမီရှယ်တို့ကလည်းချန်ပီယံလိဝင်ခွင့်အတွက်အခွင့်အရေးတွေရှိနေတဲ့အချိန်ဖြစ်ပါတယ်။အခုချိန်မှာတော့နာဂီဆိုင်ကျဲတို့ကလည်းယူရိုပါလိဖိုင်နယ်ရှုံးပွဲကြောင့်ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီးဖြစ်သလိုပရီးမီးယားလိမှာလည်းအဆင့်15နဲ့သာရပ်တည်နိုင်ခဲ့တာကြောင့်မန်ယူအသင်းရဲ့ project တွေပေါ်မှာလည်းလီယန်ဒီလက်ဟာတန်တရားဝင်နေခဲ့တာဖြစ်ပြီးချက်စီးအသင်းရဲ့အနာဂတ်စီမံကိန်းနဲ့ချန်ပီယံလိဝင်ခွင့်ရရှိမှုအဲ့ဒါတွေအပြင်မန်စီးတီးမှာလက်တွဲခဲ့တဲ့နီးပြမာရက်စကာတို့ကြောင့်ဒီလက်ဟာချက်စီးအသင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။မန်ယူအသင်းကလည်းလီယန်ဒီလက်နဲ့လွဲချော်ခဲ့ပြီးနောက်ဟူဝါဟန်နဲ့တိုက်စစ်မှုကိုညာဟူတော့အသင်းထက်ရအောင်ခေါ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဘရက်ဗိုရဲ့တိုက်စစ်မှုအယူမှုကိုလည်းခေါ်ယူဖို့ကြိုးစားနေတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဂိတ်ကဘဲတွေကတော့လူရှော့တွေနဲ့ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။စကက်ချက်အနေနဲ့မန်ယူအသင်းရဲ့ပြောင်းရွှေ့သတင်းတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယခုချိန်မှာတော့ညီမလေးမိချယ်တို့နဲ့လီယန်ဒီလက်တို့ပြောင်းရွှေ့ဟာအလုံးစုံပြီးမြောက်ခဲ့ပြီးဖြစ်ပြီးဂျော်နမကိုဝစ်ဆင်သွားမယ်လို့လည်းသိရပါတယ်။လာမယ့်ရာသီမှာတော့တိုက်စင်မူလီယန်ဒီလက်ဟာအန်ဆိုဖာနာဒန်ကိုပါမာတို့လိုစတာပလီယာတွေနဲ့ညီမလေးမိချယ်တို့ရဲ့တိုက်စင်မှာဘလောက်အတိုင်းတာထိခြေစွမ်းပြနိုင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ညီကိုတို့အနေနဲ့ရောဒီပြောင်းရွှေ့ပေါ်ကိုဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာမှတ်ခဲ့ပေးပါဦး။ယခုဗီဒီယိုကိုကြည့်ရှုပြီးအဆုံးမှာတော့ညီကိုတို့အနေနဲ့ like and subscribe တက်လုပ်ပြီးတော့မမေ့နဲ့နော်တေးစားပေးခြင်းတဲ့အကြောင်းအရာများရှိခဲ့ရင်လည်း comment မှာမှန်ခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်နေပါမယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ညီကိုတို့